အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြချင်တဲ့အကြောင်းကတော့ပန်ကာဖွင့်ပြီးတော့ညဘက်ပန်ကာဖွင့်ပြီးအိတ်လိုက်တာမနေ့ကလေးဖြတ်သွားတယ်ပေါ့နော်ပန်ကာဖွင့်ပြီးအိတ်တာလေးဖြတ်တတ်သလားဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ပန်ကာဖွင့်ရင်ကောင်းကျိုးဆိုးကျိုးဘာတွေလဲဆိုတာပထမဆုံးပြောပြပါမယ်ဆိုတော့ပန်ကာဖွင့်တာဘာကောင်းလဲပေါ့နော်ပန်ကာဖွင့်တာကသူကပထမဆုံးအနေနဲ့ room temperature ကို short ချပေးပါတယ်တအားပူနေတဲ့အခန်းထဲမှာပန်ကာဖွင့်ထားရင်နည်းနည်းအေးတာပေါ့လေနောက်တစ်ခုကကြတော့ပန်ကာအဲ့လိုဖွင့်လိုက်ခြင်းအပြင် humidity ကို short ချပေးပါတယ်ဆိုထိုင်းဆိုကြီးဖြစ်မနေတော့ဘူးပေါ့နော်နောက်တစ်ချက်ကကြတော့ပန်ကာဖွင့်ထားခြင်းအပြင်ပန်ကာရဲ့အတန်တစ်ခုရှိရဝီဆိုပြီးတော့လဲနေရပါတော့အရင်စူညံလွန်တဲ့အတန်မဟုတ်ဘူးသူက constant ဖြစ်နေတဲ့အတန်လေးပေါ့နော်အဲ့ဟာလေးကို white noise လို့ခေါ်ပါတယ်ဆိုတော့တချို့ဆိုရင်အဲ့အတန်လေးနဲ့ပဲ white noise လေးနဲ့ပဲပို့ပြီးတော့အိပ်ပျော်တယ်လို့ပြောပါတယ်ပို့ပြီးအိပ်ပျော်စေရပေါ့နော်နောက်တစ်ခုကကျတော့ air circulation ကောင်းတယ်လေဝင်လေထွက်ကောင်းတယ်ပန်ကာလေးဖွင့်ထားတဲ့အတွက်နောက်တစ်ခုကကျတော့ air condition ပန်ကာဈေးသက်သာပါတယ်ဆိုတော့ဒါတွေဒီပန်ကာရဲ့ကောင်းချက်ဖြစ်ပါတယ်အဲ့ပန်ကာကိုတညာလုံးစတိုက်ဖွင့်ထားမယ်ဆိုရင်ပထမဆုံးသိတာဘာလဲဆိုရင်ပန်ကာလေးပေါ့နော်ပန်ကာလေးကိုတောက်လျှောက် constant ကြီးထိနေတဲ့အတွက်လောက်တောက်လျှောက်ကြီးထိနေတဲ့အတွက် तू ကအဲ့လေးဆိုတာလဲအားလေးတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ဒီ level တွေကိုကြော့သားတွေပေါ့နော်ဥပမာကုတ်ကြီးဆိုရင်ညောင်းပြီးတော့ကိုကြီးညောင်းနေတာတို့မနေ့ကျရင်ခြေလက်တွေကိုင်ရိုက်ထားသလိုနာနေတာတို့ကြော့သားတွေဆိုလဲကြော့တက်တာမျိုးတွေဖြစ်တတ်ပါတယ် constant air flow ကြောင့်အဲ့လိုတွေဖြစ်ပါတယ်နောက်တစ်ချက်ကကျပန်ကာဖွင့်ထားတာတညာလုံးဖွင့်ထားတဲ့အတွက်သူကပန်ကာရဲ့လေအရှိန်ကြောင့်ခန္ဓာကိုယ်က mucous membrane တွေတို့ဥမာပေါ့နော်ခန္ဓာကိုယ်6တွေ့စေရပေါ့နှာခေါင်းတွေပါးစပ်တွေအဲ့လိုပေါ့အထဲမှာရှယ်ဆိုးစေရ membrane တွေကိုစိုးနေရမယ့်ဟာမစိုးဘဲနဲ့ခြောက်သွားစေပါတယ်ခြောက်သွားစေရတဲ့ခန္ဓာကိုယ်ကငါအသားခြောက်နေပြီဆိုပြီးအထဲကနေ mucus တွေအချွဲတွေထုတ်ပါတယ်အဲ့တော့နှာစီးတာတို့ညင်ကျက်တာတို့အဲ့လိုဖြစ်တတ်တယ်ပေါ့နော်အထူးသဖြင့်ဘယ်သူတွေမှာပိုးတိတာလဲဆိုရင်ထိတ်ခတ်တာလို့ခေါ်တဲ့ sinusitis တွေပေါ့နော် sinusitis ရှိတဲ့သူတွေဆိုရင်ပိုးဆိုးစေပါတယ်အဲ့လိုတညလုံးပန်ကာကြီးဖွင့်ပြီးအဲ့မနေ့ကျရင်ကြက်တာတွေပါတယ်ဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကျကိုနဲ့မတည့်ဖုံနေတို့ဥမာကြောင်လေးခွေးလေးတိရစ္ဆာန်လေးမွေးထားရဲဆိုရင်အဲ့ဖုံနေဒီပန်ကာကတော့လှဲ့နေတာဟိုပန်ကာမှုတ်လိုက်တဲ့လေထဲမှာအဲ့ဟာကြီးပါရင်ကိုနဲ့မတည့်တဲ့အတွက်ဒီ allergic reaction တွေလည်းဖြစ်တတ်ပါတယ်ဒါပဲဖြစ်တာပါဒီထက်ပိုပြီးမဖြစ်ပါဘူးဆရာမအဲ့ဆိုရင်ပန်ကာဖွင့်ပြီးတော့မနေ့ကျတော့လေးဖြတ်သွားတဲ့ကိစ္စရောအဲ့ဒါကြတော့ဒါတော့စေကန်းကိုလာပြရင်အထူးသဖြင့်အသက်ကြီးတဲ့သူတွေပေါ့နော်သူတို့ဆိုလာပြရင်သူတို့ဒီနေ့မကောင်းလို့လာပြအရှိရ view တွေမှာလည်းပြောပြပါတယ်ဒါပေမဲ့စေကန်းရောက်မှသွေးပေါင်ချိန်တော့မှ hair anti 190တို့190 100တို့160 110တို့အဲ့လိုဖြစ်နေတာပေါ့နော်ဆိုတော့သူတို့ဒီကိုမိမိမှာရှိတဲ့သွေးတိုးယောဂတော့၎င်းစီးကြောယောဂတော့၎င်းသူတို့မသိပါဘူးနောက်တစ်ခုလေဖြတ်တယ်ဆိုတာအမြဲပြောပါတယ်သွေးကြောပြဿနာဖြစ်ပါတယ်အကြောင်းအရာနှစ်ခုပဲရှိပါတယ်အုံနောက်သွေးကြောပေါက်ပြီးတော့ဖြတ်တာဖြစ်ဖြစ်အုံနောက်သွေးကြောပိတ်ပြီးတော့ဖြတ်တာဖြစ်ဖြစ်ဒီအကြောင်းတွေကြောင့်ပဲလေဖြတ်ပါတယ်causes of stroke မှာလေဖြတ်ခြင်းကြောင်းရဲ့မှာပန်ကာလေခံလို့ဆိုတာမပါပါဘူးဆိုတော့သွေးကြောပေါက်ဖို့သွေးကြောပိတ်ဖို့ဆိုရင်သွေးကြောပေါက်ဖို့ဆိုရင် pressure တွေတအားများပြီးတော့ပေါက်သွားရမှာပေါ့နော်အဲ့တော့ pressure များတယ်ဆိုတော့သွေးတိုးပေါ့နော်ဆိုတော့သွေးတိုးကိုထိန်းရပါမယ်ပိတ်ဖို့ဆိုရင်အစီခဲနဲ့ပိတ်နိုင်တယ်သွေးခဲနဲ့ပိတ်နိုင်တယ်သွေးရင်းအစီကြစေတို့သွေးကြဲစေတို့တောက်နေတဲ့သူတွေရှိရပေါ့နော်အထူးသဖြင့်စီးကြိုနဲ့သွေးတိုးနှစ်ခုစလုံးတွဲနေရလို့ဆိုရင်တောက်ကြရများပါတယ်ဆိုတော့ထန်တီးကြွေခိုက်ကြီးနေခိုက်အဲ့လိုမျိုးဖြစ်နေမလားပေါ့နော်ကိုဒီအသက်အရွယ်ကြီးရပြီးတော့စိတ်စစ်မှုတွေသွေးတွေပါလည်းမစစ်ဘူးတချို့ဆိုစစ်ကိုမစစ်ဘာဖြစ်လဲဆိုတော့ယောဂစစ်လိုက်ရင်ယောဂကိုတိမယ်ယောဂကိုတိစိတ်တောက်ရမယ်အဲ့တော့စိတ်တောက်ချင်ဆိုပြီးတော့မစစ်ဘူးပေါ့နော်အဲ့လိုလူတွေရှိပါတယ်ဆိုတော့သူတို့မတိဘူးပေါ့အဲ့တော့ကိုယ့်ရဲ့အခန်းသွေးတို့တွေစီကြိုရှိတာမတိပဲနဲ့တစ်ချိန်မှာပေါ့နော်တစ်ချိန်မှာသူတအားဆောင်တက်သွားတဲ့အချိန်မှာပန်ကားဖွင့်ထားရဲဆိုတော့ပန်ကားဖွင့်လို့ပဲလေးဖြတ်သွားတယ်လို့မျိုးပေါ့နော်တကယ်တော့ဒါတိုက်ဆိုင်သွားတာပဲဖြစ်ပါတယ်ဆိုတော့ပြန်ပြီးအနှစ်ချောရမယ်ဆိုရင်ပန်ကာဖွင့်တာနဲ့လေးဖြတ်တာနဲ့ဒီတရားတလန်းတန်တလန်းဖြစ်ပါတယ်လာမြမပတ်သက်ပါဘူးအဲ့တော့လေးမဖြတ်ချင်ဘူးဆိုရင်လေးဒီအချိန်မရွေးဖြတ်နိုင်ပါတယ်ပန်ကာဖွင့်လို့ပဲမဟုတ်ဘူးအဲကွန်ခံရနဲ့လည်းဖြတ်နိုင်ပါတယ်ကာလန်ကွင်းနဲ့လည်းလေးဖြတ်နိုင်ပါတယ်အဲ့လိုအချိန်မရွေးပေါ့နော်သူဘယ်အချိန်မှာဖြတ်မလဲမသိဘူးပေါ့အဲ့တော့အဓိကကိုလုံးအောင်မှာဒီသွေးတို့ရှိသလားစီးကြိုစစ်သလားစစ်ရပါမယ်စီးကြိုဒီလက်ထိပ်လေးကိုဖောက်တာထက်ဒီနာလက်မောင်းသွေးကိုယူပြီးတော့စစ်တာပိုကောင်းပါတယ် A1C ပေါ့နော်အဲ့ဒါလေးစစ်ကြည့်မယ်ပြီးတော့ရင်သွေးရမှာအစီများနေလားပေါ့lipid profile လေးစစ်တာတို့လုပ်တင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်